ရာတို့ရှေ့မှာအကြောင်းအရာတွေပြောလာတာတော်တော်များများလည်းပြီးခဲ့နော်ဒီမှာတော့အပိုင်း3ဆိုတဲ့နေရာလေးကိုပြောမယ်နော်အပိုင်း3ကတော့အဓိကဘာတွေကိုရည်ရွယ်ပြီးပြောထားတာလို့ဆိုလို့ရှိရင် CCTV ကိုနေရာမရွေးနော်ချိတ်ဆက်ပြီးတော့အသုံးပြုပြီးတဲ့မျိုးလေးမြင့်ထိန်နေတာလေလုံလို့ရအောင်လို့ဆရာတို့ချိတ်ဆက်တဲ့အပိုင်းလေးကိုပြောထားတာဖြစ်တယ်ဒီမှာဆိုလည်းစနစ်ကိုလည်းနော်ဘယ်နေရာမှာပြုပြီးအပြေအဝလှုပ်ဆောင်နိုင်ပြီဖြစ်တယ်နော်ဒီနောက်ပိုင်းမှာဆရာတော့ internet နဲ့ချိတ်ဆက်ပြီးတော့ mobile တွေနော်ကွန်ပျူတာတွေကနေတစ်ဆင့်နော်ဘယ်နေရာနေဖြစ်ဖြစ်ဆရာတို့ရဲ့စနစ်ကိုစီမံခန့်ခွဲနိုင်အောင်တည်ဆောက်ဖို့အတွက်ဒါတွေဒီမှာလောက်အောင်တဲ့အချက်တွေကိုပြောတော့မှာဖြစ်တယ်အဓိကတော့ဒီမှာဆရာတော့အပိုင်း3ပိုင်းခွဲပြီးတော့ပြောတတ်ပေးမယ် icon လိုက်ဆိုတဲ့ app ကိုသုံးပြီးတော့ဆရာတို့အဝေးကနေနှမ်းပြီးတော့ဆရာတို့ရဲ့ဒီ CCTV စနစ်တွေကို live view တွေ playback တွေကြည့်တာမျိုးတွေသွားတဲ့အပိုင်းရှိမယ်နောက်တစ်ခါကျတော့ဆရာတို့ကကွန်ပျူတာကိုအသုံးပြုပြီးတော့မှနော်ကွန်ပျူတာကိုအသုံးပြုပြီးတော့မှဆရာတို့ရဲ့ system ကိုထိန်းသိမ်းဖို့အတွက်လုပ်ကိုင်တဲ့အပိုင်းတွေကြည့်တဲ့အပိုင်းတွေ maintain နဲ့လုပ်တဲ့အပိုင်းတွေကိုလှုပ်ဆောင်ပေးဖို့အတွက်အသုံးပြုတဲ့ system tools တွေကိုမိတ်ဆက်ပေးမယ်နောက်တစ်ခုကကြတော့ဆရာတို့ system ကိုထိန်းသိမ်းပြီးတော့မှ password တွေမှားယွင်းတာတွေ password တွေမေ့သွားတာမျိုးတွေကိုဆရာတို့ပြန်ပြီးတော့တက်မှတ်အောင်လှုပ်ဆောင်မှုအတွက်လှုပ်ဆောင်ချက်တွေလုပ်တဲ့အကြောင်းလေးကိုပြောပြပေးတော့မယ်အဲ့တော့ဆရာတို့ကဆော့ပြောတဲ့ဒီ CCTV system ကို CCTV system ကိုဆရာတို့ကအဝေးကနေပြီးတော့မှကြည့်ရှုလို့ရအောင်ထိမ့်သိမ်းနော်စီမံခန့်ခွဲလို့ရအောင်ဆိုလို့ရှိရင်ဆရာတို့ကသူ့ရဲ့စနစ်ကိုအရင်ဆုံးဘာလုပ်အောင်မလဲဆိုတော့ကြတော့အင်တာနက်ရအောင်လုပ်ရမယ်အင်တာနက်ရအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဆရာတို့ရဲ့ CCTV system ထဲမှာရှိနေတော့ setting တွေကိုဆရာတို့ဝင်လိုက်မယ်နော် menu ထဲမှာရှိနေတဲ့ setting တွေကိုဝင်မယ်အဲ့ဒီ setting ထဲမှာရှိနေတော့ network ဆိုတဲ့ menu ကိုရွေးမယ်နော် network ဆိုတဲ့ menu ကိုရွေးလိုက်မယ် network ဆိုတဲ့ menu ထဲမှာရှိနေတော့ TCP/IP ဆိုတဲ့ setting တွေကိုဝင်လိုက်မယ်ဒီမှာလည်းတစ်ဆင့်ချင်းကြီးဆရာတို့ပုံလေးတွေပြထားတယ် TCP/IP တွေကိုဝင်လိုက်မယ်ဝင်လိုက်ပြီးဆရာတို့က NIC type ဆိုတာလေးကိုရွေးချယ်ဖို့လိုအပ်လို့ရှိရင်ရွေးချယ်မယ်ပုံမှန်တော့ဆရာတော်ကရွေးချယ်စရာမလိုဘူးသူ့ထဲမှာပါဝင်နေတဲ့ type ကိုပဲဆရာတော်ကအပေးယူပြီးတော့သုံးသွားမယ်သူ့ထဲကနေပြီးတော့မှဆရာတော်က NIC type ကိုရွေးချယ်တယ်ဆိုလို့ရှိရင်ဒီမှာရှိနေတော့ drop down list တွေကိုကလစ်လေးနှိပ်ပြီးတော့မှအဲ့ထဲကနေပြီးတော့မှဆရာတော်ကဒီအမျိုးအစားလေးတွေကိုရွေးရမယ်ပုံမှန်အားဖြင့်တော့ system မှာ auto default ဖြစ်နေတော့ setting ကိုပဲဆရာတော်အသုံးပြုမယ်ဟုတ်ပြီနော်နောက်တစ်ခါကျတော့ဆရာတော်က DHCP ဆိုတဲ့ service ကို enable လုပ်ပေးမယ်ဘယ်လိုချိန်တွေမှာ enable လုပ်ပေးမလဲဆိုတော့ကျတော့ဆရာတို့ရဲ့ computer စနစ်ထဲမှာ router လိုမျိုးတွေ IP အဆိုင်တွေပေးနိုင်တဲ့ device တွေရှိနေတယ်ဆိုလို့ရှိရင်ဆရာတို့ကအဲ့ဒီ DHCP setting လေးကိုဆရာတို့က enable လုပ်ပြီးတော့ service ကို on ထားပေးမယ်အဲ့လို on ထားခြင်းအပြင်ဆရာတို့ဒီအောက်မှာရှိနေတော့ IP address တွေ subnetmask တွေ gateway တွေကဒီ router ဆိုတော့ device မှာရှိနေတဲ့နော် IP အဆိုင်တွေကိုဆရာတို့ဒီမှာလာပြီးတော့ချပေးမယ်နော်ဒီမှာတော့ဆရာတို့နမူနာလုပ်ပြပေးထားတယ် DHCP နော် router တွေနဲ့ချိတ်ဆက်ထားတော့အထိုင်ဆက်မှာလာပြီးတော့ IP ကြာနေတယ် 192.168.101.6 ဆိုတဲ့နံပါတ်လေးကြာနေတယ်ဟုတ်ပြီနော်ဒါကဘယ်လိုအခြေအနေမှာလဲဆိုတော့ပြောခဲ့သလိုမျိုး router ကဲသို့တော့ IP address တွေကို assign ပေးနိုင်တော့ setting နဲ့ချိတ်ဆက်ထားတဲ့ network တွေထဲမှာဆိုလို့ရှိရင်ဆရာတို့ကသူ့ကို enable ပေးပြီးတော့ချိတ်ဆက်ထားမယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ဆရာတို့ဘာလုပ်ရမလဲဆိုတော့ဒီ router ကို management လုပ်နိုင်အောင်နော်စီမံခန့်ခွဲနိုင်တဲ့ username password ရှိလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်နော်အစောဆရာတို့ပြောခဲ့တဲ့ network setting ထဲမှာရှိနေတော့ TCP/IP မှာဆရာတော့ IP အဆိုင်တွေပေးတဲ့ကိစ္စတွေကောင်းကောင်းမွန်မွန်လှုပ်ဆောင်ခဲ့ပြီးပြီဆိုလို့ရှိရင် network ထဲမှာရှိနေတော့ advanced setting တွေကို
ဝင်မယ်နော် advanced setting တွေမှာရှိတဲ့ platform access ဆိုတာလေးကိုဆရာတို့ကရွေးချယ်မယ်သူမှာ email ရှိတယ် mode setting တွေရှိတယ်ဒါလေးကိုတွားပြီးတော့မထီတိုးတော့ဘူးဆရာတို့က platform access ဆိုတော့နေရာကိုရွေးလိုက်မယ်ရွေးပြီးတဲ့အခါကျလို့ရှိရင်ဆရာတို့ဒီမှာနော် accept type ကဘာဖြစ်နေမှာလဲဆိုတော့ပုံမှန် default က high connect ဆိုတဲ့ accept type ဖြစ်နေလိမ့်မယ်အဲ့ high connect ကိုဆရာတို့ကမပြောင်းတော့ဘူးဆရာတို့သုံးနေတာလဲ high connect software ကိုပဲရွေးချယ်အသုံးပြုပြီးတော့မှအလုပ်လုပ်မှာဖြစ်တဲ့အတွက် high connect ကိုဆရာတို့ကရွေးချယ်ခဲ့မယ်နော်မှန်ကန်အောင်ရွေးချယ်ခဲ့မယ်ပြီးတဲ့အခါကျရင်ဆရာတို့ဘာလုပ်ရမှာလဲဆိုတော့ enable လုပ်ပေးမယ်အဓိကဘာကိုပြောချင်တာလဲဆိုတော့ high connect app ကိုအသုံးပြုပြီးတော့ဒီ set ကြီးကိုလာရောက်ပြီးတော့ကြည့်ရှုမယ်ထိမ့်သိမ့်မယ်လို့ဆရာတို့ပြောတာအဲ့အတွက်ဆရာတို့ဘာလုပ်အောင်မလဲဆိုတော့ကြတော့ platform access ကိုရွေးမယ် high connect ဟုတ်เนาะ asset type နေရာမှာ high connect ဖြစ်မဖြစ်တစ်ချက်ကြည့်မယ်ကြည့်ပြီးတဲ့အခါကျရင်ဆရာတို့က high connect server ကိုတုံးညင်ပါတယ်ဆိုပြီးတော့ဘာလုပ်ရမလဲဆိုတော့ဆရာတို့က enable လေး on ပေးရမယ်ဒီမှာထူးပြီးတော့မှားကျင်တာလေးကတော့ဆရာတို့ဒီမှာရှိနေတော့ verification code ဆိုတော့ဟာကိုမှားကျင်တယ်เนาะ verification code ကိုဆရာတို့သတ်မှတ်ပေးဖို့လိုအပ်ပါတယ်ဒီလေးကဘယ်မှာသွားပြီးအကျိုးသက်ရောက်မှာလဲဆိုလို့ရှိရင်ဆရာတို့ high connect app ကိုအသုံးပြုပြီးတော့เนาะဒီ set ကြီးကိုလှမ်းပြီးတော့ accept လုပ်နေတဲ့အချိန်မှာဘလိုလားအပ်တဲ့အခြားသောသူတွေလာရောက်ပြီးတော့စီမံခန့်ခွဲလို့မရအောင်လို့ဆရာတို့လုံခြုံမှုရှိအောင်လို့ထည့်သွင်းပေးခြင်းဖြစ်တယ်အဲ့တော့ verification code နေရာမှာဆရာတို့သတ်မှတ်ခြင်းတော့နံပါတ်တော့လည်းကောเนาะစကလုံးတွေတော့လည်းကောထည့်လို့ရတယ်ဒီမှာဆိုရင်တော့ဥပမာအားဖြင့် QWERTY ဆိုပြီးတော့ထည့်ပါလို့ပြောထားတယ်ဒါကိုအသိမှတ်ထားကြမလို့ဆရာတို့ဒီမှာကြိုက်တာထည့်လို့ရတယ်နံပါတ်လိုမျိုးတွေထည့်ထားလို့ရမယ်ထားပါတော့2026เนาะဒါမှမဟုတ်လို့ရှိရင်လည်း customer ရဲ့နာမည်အတူကောက်ပေါ့เนาะKWပေါ့เนาะAWN 3.9ပေါ့เนาะအဲ့လိုမျိုးတွေဆရာတော်ထည့်ပြီးတော့เนาะအဲ့ဟာလေးတွေကိုပို့ပြီးတော့လုံခြုံမှုရှိအောင်ဒါလေးတွေကိုထည့်သိမ့်မယ်လို့ဆရာတော်ကအကြံဉာဏ်ပေးထားတယ်နော်နောက်တစ်ခုကကြတော့ဆရာတို့ကအထိုင်ဆက်ဘက်မှာဒီ setting တွေကိုချိန်ပေးပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ကဘာလုပ်ရတော့မှလဲဆိုတော့ဆရာတို့အသုံးပြုမဲ့เนาะ mobile device တွေမှာဘာလုပ်ပေးရမှာလဲဆိုလို့ရှိရင် high connect ဆိုတဲ့ application ကိုဆရာတို့ကထည့်သွင်းရမယ်เนาะထည့်သွင်းအောင်ဆရာတို့က installation လုပ်တယ်လို့ခေါ်တယ်เนาะအဲ့ဒါလေးကိုထည့်သွင်းမယ်ဆိုလို့ရှိရင်အထိုင်ဆက်ထဲမှာပဲဆရာတို့အစောသွားပြီးတော့เนาะ platform access ကိုလုပ်ပြီးတဲ့နေရာလေးမှာသူကတစ်ခါတလေလို QR code လေးတွေဖော်ပြပေးထားမယ် QR code လေးဖော်ပြပေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီ QR code လေးကိုဆရာတို့ကတယ်လီဖုန်းမှာရှိနေတဲ့เนาะ QR code scanner နဲ့ဆရာတို့ကဘာလုပ်မလဲ scan ဖတ်ပြီးတော့မှဆရာတို့သက်ဆိုင်ရာ Android ဆိုရင် Android iOS ဆိုရင် iOS ရဲ့เนาะ store တွေကနေတွားပြီးတော့မှ download လုပ်မှာเนาะဆရာတို့ဒီ QR code တွေကိုမဖတ်ဘူးဆိုလို့ရှိရင်လည်းဆရာတို့ကဘာလုပ်မလဲတယ်လီဖုန်းထဲမှာရှိနေတော့ဆရာတို့ရဲ့ခုနပြောတဲ့ app store လိုမျိုးတွေကိုဝင်ပြီးတော့ဆရာတို့က icon ဆိုတဲ့နာမည်လေးကိုရိုက်လိုက်လို့ရှိရင်ဒီလိုမျိုး iPhone လေးနဲ့သူက download ဆွဲလိုက်ရနော်အဲ့လို download ဆွဲပြီးလို့ set ထဲမှာ installation เนาะတယ်လီဖုန်းထဲမှာ installation လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ကဘာလုပ်ရမှာလဲဆိုတော့အဲ့ဒီ account မှာအဲ့ဒီ application ကိုအသုံးပြုဖို့အတွက်ဆရာတို့ကဘာလုပ်ရမလဲဆိုတော့ account ထည့်ပေးရမယ် account ထည့်တယ်အဲ့ဒါကိုဆရာတို့ account ဖောက်တယ်လို့ခေါ်တယ်အဲ့မှာဆရာတို့ app ကိုပို့ပြီးတော့ registration เนาะ register လုပ်ပေးရမယ်တဲ့เนาะ register လုပ်တဲ့နေရာမှာဆရာတို့တယ်လီဖုန်းနံပါတ်တွေနဲ့လုပ်လို့ရတယ် email နဲ့လုပ်လို့ရတယ်เนาะအဲ့တော့ဆရာတို့အကြံဉာဏ်ပေးချင်တာတော့ဆရာတို့ကတော့အမြဲတမ်း email ကိုဦးစားပေးပြီးတော့အလုပ်တယ်เนาะဒီဖုန်းနံပါတ်တွေနဲ့ကတော့ဆရာတို့ကနံပါတ်တွေတစ်ခါလေးတည်သွားတာတော့ဖြစ်တတ်တာတွေဖြစ်တဲ့အတွက်ဖုန်းနံပါတ်မျိုးကိုဆရာတို့တိတ်ပြီးတော့မတုံးစေခြင်းဘူး email ကိုဦးစားပေးเนาะ option 1အနေနဲ့ email နဲ့ကောင်းဖောက်တာမျိုးတွေကိုလုပ်ပေးစေခြင်းတယ်။ဘာလို့ဒီခေတ်ကာလမှာเนาะလူတစ်ယောက်က email တခုတော့ပိုင်ဆိုင်မှုရှိရတယ်เนาะအဲ့အတွက်ဆရာတို့ email နဲ့လုပ်ပေးတာမျိုးတွေကိုဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကတော့ကြိုက်တာနဲ့လုပ်လို့ရပါတယ်เนาะဆရာတို့ကတော့ email ကိုပို့ပြီးတော့
document ပေးတယ်အဲ့မှာဆရာတော်က software ထဲဝင်ပြီးသွားလို့ရှိရင်နော်အကောင့်ရှိပြီးသားဆိုရင် login username နဲ့ password နဲ့ရိုက်ထည့်မယ်အဲ့လိုမဟုတ်ဘူးအသစ်ဆိုရင်ဆရာတော် register လုပ်ရမယ်ဆိုတော့ register ဆိုတဲ့ခလုံးလေးကိုနှိပ်လိုက်လို့ရှိရင်အစောပြောနေတော့ဒီမှာ telephone number တော့လည်းပေါင်း email တော့လည်းပေါင်းရတော့ထည့်သွင်းပေးရမယ်ပြီးရင်ကိုတက်မှတ်လိုက်တဲ့ password ကိုတက်မှတ်ခြင်းတော့ password ကိုထည့်သွင်းလိုက်မယ်နော်အဲ့လိုထည့်သွင်းလိုက်ပြီဆိုလို့ရှိရင်ဆရာတော်က email နဲ့ registration လုပ်တယ်ဆိုလို့ရှိရင်သူကဘာလုပ်မလဲဆိုတော့ဆရာတို့ account ဖောက်လိုက်တဲ့ email တွေကို account ဖောက်လိုက်တဲ့ email တွေကိုသူက security code လေးချပေးလိမ့်မယ်နော်ချပေးတဲ့ security code လေးကိုဒီမှာပေါ်နေတော့ under security code ဆိုတဲ့နေရာလေးမှာပြန်ရိုက်သွင်းပေးရမယ်နော်သူကအဲ့ကြတော့မှ email နဲ့နော် email နဲ့ application နဲ့တော့ချိတ်ဆက်ပေးတော့မှာပေါင်းတော့မှာနော်အဲ့လိုပေါင်းသွားဆိုရင်ဆရာတို့ကအကောင့်ရသွားပြီအဲ့လိုအကောင့်ရသွားပြီဆိုတဲ့အချိန်ကြတော့မှဘာလုပ်ရမလဲဆိုတော့အဲ့ဒီအကောင့်နဲ့ဆရာတို့အသုံးပြုခြင်းတော့ power device တွေကိုပြန်ပြီးတော့ချိတ်ဆက်ပေးရမယ်အဲ့တော့ဆရာတို့ application ထဲမှာရှိနေတဲ့နော်မူရင်း page home page ကနေပြီးတော့မှအပေါင်းလေးကိုနှိပ်ပြီးတော့မှ manual addition လုပ်လို့ရတယ်လို့နော်ဆရာတို့ရဲ့အထိုင်ဆက်မှာရှိနေတဲ့ serial number ကိုနော် manual ရိုက်သွင်းတာမျိုးလုပ်လို့ရတယ်လို့ QR code ရှိရင် QR code ကိုဆရာတို့ကဖတ်ပြီးတော့ထည့်လို့ရတယ်နော်အဲ့တော့ဆရာတို့ကဒီမှာ add device ဒီမှာရှိနေတဲ့ home ထဲမှာရှိနေတဲ့ add device လေးကိုနှိပ်လိုက်တယ်နှိပ်လိုက်လေဆိုလို့ရှိရင်သူကဘာတွေပေါ်လာမှာလဲဆိုတော့ security serial number လေးပေါ်လာမယ်အဲ့ serial number လေးကိုဆရာတို့ရိုက်သွင်းမယ်ဒါမှမဟုတ်ရင် scan ဖတ်ပြီးတော့ထည့်မယ်နော်လိုအပ်လို့ရှိရင်ဆရာတို့ verification code ထည့်မယ်ပုံမှန်အားဖြင့်ပထမဆုံးစပြီးတော့ဖောက်တဲ့အကောင့်မှာဆိုလို့ verification code မထည့်ရတာများတယ်ထည့်ရတာလည်းရှိတတ်တယ်နော်အဲ့ဒါလေးကိုမှတ်ထားမယ်အဲ့ဒီ verification code လေးဘယ်ကလာလဲဆိုတော့ဆရာတို့အစောအထိုင်ဆက်ထဲမှာနော်ထိုင်ဆက်ထဲမှာ platform access ဆိုပြီးတော့နေရာကနေပြီးတော့မှထည့်သွင်းခဲ့တဲ့ verification code တွေကိုပြန်ပြီးတော့ထည့်သွင်းပေးရမယ်အစောပြောပြခဲ့တဲ့ဟာလေးကိုပဲသူကပို့ပြီးတော့မြင်တာအောင်ဒီမှာလုပ်ပေးထားတယ်ဒီမှာဆရာတို့ကနော် high connect ဆိုတဲ့အကောင့်လေးကိုဝင်လိုက်လို့ရှိရင် login ဝင်ပြီးတော့ဒီလိုပုံစံလေးပေါ်နေလိမ့်မယ်နော်ဒီမှာ add device ရှိမယ် refresh ရှိမယ်နော်ဒါဆရာတို့ဒီမှာ high connect ဆိုတဲ့ထဲကိုဝင်လိုက်တာနော်အဲ့ဒီတော့ဆရာတို့ add device ကိုနှိပ်လို့ရတယ်အဲ့လိုနှိပ်ခြင်းနဲ့ဒီမှာရှိနေတဲ့အပေါင်းလေးကိုနှိပ်လို့ရတယ် add device ကိုနှိပ်လိုက်ရင်လည်းဘာတွေပေါ်လာမှာလဲဆိုတော့ scan QR code ရဲ့ manual edition ရဲ့ဆိုပြီးတော့ပေါ်လိမ့်မယ်နော် scan QR code ဆိုလို့ရှိရင်ကြတော့ဆရာတို့ဘာလုပ်မလဲအထိုင်ဆက်ထဲမှာရှိနေတော့ serial number ရဲ့ QR code ကိုထည့်သွင်းပြီးတော့မှဆရာတို့ကသတ်မှတ်ထားတဲ့ verification code ကိုရိုက်ထည့်မယ် manual edition ဆိုရင်လည်းအတူတူပဲဆရာတို့ဘာလုပ်မလဲပေါင်းနှိပ်မယ် manual edition ကိုရွေးမယ်အထိုင်ဆက်ထဲမှာရှိနေတော့ serial number ကိုတွားရောက်ပြီးတော့ဖတ်ပြီးတော့ထည့်ပေးမယ်နော်ဆရာဒီမှာပုံလေးလည်းပြပေးထားတယ် setting ထဲမှာနော် setting ထဲမှာရှိနေတဲ့ device ကိုတွားမယ်နော် device ထဲမှာက serial number ဆိုတာကြီးရှိ serial number ကြီးရှိတဲ့အခါမှာ serial number ဒီအရှည်လိုက်ကြီးဆရာတော့ရိုက်ထည့်ကြရမလို့သူ့ရဲ့အလဲမှာရှိနေတဲ့ number လေးနော် number လေးနော်ဘယ်နှလုံးမြောက်လဲဆိုတဲ့ဟာလေးကိုဆရာတို့တစ်ချက်ပြန်ပြီးတော့ကြည့်ပေးရမယ်နော်နောက်ကစရင်၅လုံးမြောက်ကနေရှေ့ကိုဘယ်နှလုံးလဲပေါ့နော်အဲ့လိုမျိုးလေးဆရာတစ်ချက်ပြန်ကြည့်ပေးပါမယ်နော်အဲ့လိုမျိုးလေးရိုက်ထည့်တယ်ဒါပေမဲ့ဆရာတို့ကတော့အမှားအယွင်းနဲ့အောင်မလုပ်လိုက်လဲဆိုတော့အစောပြောတဲ့ platform access ဆိုတဲ့နေရာမှာသူကဆရာတို့ device ရဲ့ QR code လေးလာပြီးတော့ချထားလိုက်နော်အဲ့ QR code လေးကိုပဲဆရာတို့ကဒီမှာရှိနေတော့ scan QR code ဆိုတာလေးကိုဖတ်ပြီးတော့ဆရာတို့ကထည့်သွင်းလိုက်မယ်နော်